ဟိုးအရင်တုန်းကမြို့ရွာနဲ့ဝေးတဲ့ကြေးရွာလေးတစ်ခုရှိခဲ့ဘူးတယ်ဗျအဲ့ဒီရွာထဲမှာရွာတွေကလူတွေတရေ6တဲလို့ယူဆပြီးအနာမကတ်ရဲတဲ့အိမ်တအိမ်ရှိပါတယ်အဲ့ဒီအိမ်ကရွာအပြင်မှာတအိမ်နဲ့ထီးထီးရှိပြီးချောင်းနှပိအဆက်မှာတည်ရှိနေခဲ့တယ်ဗျဒါပေမဲ့လည်းတခါတလေတော့တရေမရှိဘူးလို့အတီးပြုတ်ကျင်ကြတဲ့ခလေးတချို့လားလေးရှိပါတယ်အဖြစ်အပျက်တွေများလာတော့ရွာထဲမှာအဲ့ဒီအိမ်အကြောင်းကိုအပြောများလာကြပြီးပိုစမ်းတတ်ခြင်းတဲ့သူတွေရှိလာခဲ့တယ်ဗျတရေမကြောက်တတ်တဲ့စိတ်နှုဆိုသူဟာတငယ်ချင်းတယောက်နဲ့အတူတူမွေးကလေးကတခါမမြင်ဘူးတဲ့တရေရှိမရှိစမ်းတတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့လည်းတငယ်ချင်းဖြစ်သူကငင်းလိုက်ပြီးမလုပ်ဖို့တားနေခဲ့တယ်ဗျကိုယုံကြည်မှုပြင်းထန်တဲ့စိတ်နှုအိမ်ကခိုးထွက်လာပြီးတယောက်တည်းစမ်းတတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့လိုနဲ့သွားတဲ့လမ်းမှာစိတ်နှုအဲ့ဒီအိမ်အကြောင်းကိုတွေးမိခဲ့တယ်ဗျအဲ့ဒီအိမ်မှာအရင်ကတာအမိတာအဖ3ယောက်အတူတူနေထိုင်ကြပြီးအဖေဖြစ်သူကမြို့တက်အလုပ်သွားလို့ရင်ပျောက်သွားကတာဖြစ်သူကလည်းရေနစ်သေးဆုံးသွားခဲ့ပါတယ်နောက်ဆုံးအမေဖြစ်သူလည်းတာဖြစ်သူနောက်ကိုလိုက်ခါ6နဲ့ခုံချပြီးကိုတက်သေးသွားခဲ့တာပါစိတ်နှုအိမ်ကိုအပြင်ကကြည့်လိုက်ပြီးဒီလိုမှုံမိုင်းနေတဲ့ပတ်ဝန်းကျင်ကြောင့်တရေရှိနေတယ်လို့လူတွေကထင်နေတာဖြစ်နိုင်ကြောင်းတွေးမိခဲ့ပါတယ်။သူလည်းဒီအိမ်ကတာမန်အိမ်တစ်ခုပဲဆိုတာတက်တည်ပြဖို့အထဲကိုဝင်ကြည့်လိုက်တယ်ဗျ။ဒီအိမ်ကမိသားစုတွေအကြောင်းကလည်းလူတွေလျှောက်ပြောနေကြတာပဲလို့တွေးမိခဲ့ပါတယ်အိမ်ထဲရှိနေတဲ့အတော့အတွင်းမှာတစုံတစ်ခုကလိုက်ကြည့်နေတယ်လို့သူမခံစားနေရတယ်ဗျ။သူမစိတ်ကထင်းနေတာတော့မဟုတ်တော့ပါဘူး။အဲ့နောက်သူမအိတ်ခမ်းထဲဝင်ကြည့်လိုက်တဲ့အချိန်မှာတော့လူတွေပြောနေကြတဲ့အရာကိုတွေ့လိုက်ရပြီးလန့်ကလဲကျသွားခဲ့ပါတယ်ပြန်တရိရတဲ့အချိန်မှာပိုကြောက်ဆရာကောင်းတဲ့မြင်ကွင်းကိုမြင်လိုက်ရတယ်။ချောင်းထဲရတရေကလေပေါ်ပြန်တက်လာတာကိုလာရအောင်မှာမြင်လိုက်ရတာကြောင့်သူအသက်ရှူပါရက်မတက်ပါဘူး။အေးဆက်တဲ့ချောင်းရည်နဲ့ထိတွေ့လိုက်တဲ့အချိန်မှသာတတိပြန်ဝင်လာပြီးသူဘလို့ချောင်းနဲ့ဆင်းလာတယ်ဆိုတာကိုနားမလည်နိုင်ဖြစ်မိခဲ့ပါတယ်စိတ်နှုစဉ်းစားမနေတော့ပဲရွာထဲကိုဝင်ပြေးလေတော့တယ်ဗျစိတ်နှုကြုံခဲ့ရတဲ့အကြောင်းကိုရွာသားတွေအစင်းစင်းဆက်ပြောကြရင်နောက်ထပ်အဲ့ဒီအိမ်ကိုဘယ်တော့မှထပ်သွားပြီးမစမ်းတတ်ဖို့မှားခဲ့ကြပါတယ်စိတ်နှုတယောက်ကတော့ကြောက်စိတ်ကြောင့်ဖျားသွားပြီး2ပတ်လောက်နေမှတက်တာလာလေတော့တယ်ဗျဟုတ်ကဲ့ဇလန်းလေးရောက်ဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ